သုံးသိန်းနေကောင်းနေမူလိုက်တာ ကိုရေကိုဂိမ်းလေးဝင်ကျွန်တော်ဒါဟိုတစ်ခေါက်ကလက်တော့ဆုံးနဲ့ဂိမ်းလာကူရတရားမှာအခုလည်းတဲ့မှာပထမကြည့်ကန်လာပြန်ပြီ laptop အသစ်ဝယ်လိုက်ပြီဗျအခုအဲ့ laptop အသစ်နဲ့ဆော့ဖို့ FC20 ပြလာဝယ်တာခဏကအခန်းရှိမှာထားရင်ကိုးခန့်မှာဆိုလို့လေအဲ့ကြောင့်ယူလာတရားမှထားလိုက်မယ်နော်ဂိမ်းကတော့ online game ပဲဆော့ကျင်တာဗျ official ပဲလိုချင်တာရရမ ရပါတယ်အဲ့ဒီတစ်ဆက်ကဒီနေ့မှာစော့ရလူပါတော့တော်များတယ် ရေလေးထည့်လို့ရရမလားပြင်မှာနေဘူးတော့ရေငက် ရပါတယ်ဂိမ်းကတော့ယူမှာမလား ဟာယူမှာကိုယူမှာကျွန်တော်စတင်ကနေပဲယူမယ်ဗျဈေးဘယ်လောက်ရှိ โอเคကြည့်ပေးမယ်နော်စတိမာကဒေါ်လာ80ဝန်းကျင်လောက်တော့ရှိရယ်မြန်မာငွေနဲ့ဆိုတော့3သိန်းဝန်းပတ်ချလဲလောက်ပဲ သုံးသိန်းနေကောင်းနေမူလိုက်တာဟာကောင်းနေမူလိုက်တာအမလေးသုံးသိန်းနဲ့အမလေး စိတ်ထဲမှာအောင်စိတ်လျှော့ပါအောင်ရေးတော့မလားရေးတော့မလား ဒွေထဲမှာဒွေထဲမှာရွှေသေးမှုရှိရအမလေးကောင်းနေမူလိုက်တာ ဒီတော့ ရွှေသေးမှုနေမူလိုက်တာအမလေးသုံးသိန်းအမလေးလေးဟုတ်တယ်အဲ့ဒါဒါကြီးอ่ะ ဟုတ်တယ်နေကောင်းနေမူလိုက်တာရှူလိုက်ပါအဆင်ပြေလား နေသုံးသိန်း စိတ်လျှော့ပါအောင်ဟို3သိန်းဆိုတာအဲ့ဒါ promotion မရှိတဲ့မူရင်းဈေးကိုပြပြတာပါအခုလေဈေးတက်တနဲ့ Steam New ကဝယ်လို့ရတယ်တိလား ဟာဟုတ်လား အေး ဘယ်လောက်လဲဗျာ Steam New ကဆိုရင်8000လောက်ပဲကြားတယ်အဲ့ဝင်းကျင်လောက်ပဲရှိတယ် အဲ့ဆိုဈေးကတန်လိုက်လား ဟုတ်တယ်ဈေးတန်သွားပြီ အဲ့ဆိုယူမယ်လေဗျာ ကြည့်မလားโอเคအဲ့ဆိုအဲ့ရလေးထည့်လိုက်မယ်နော် ဒါပေမဲ့နေအောင်ကို8000ကနည်းနည်းများမနေ8000လောက်နဲ့လုပ်ပေးလိုက်ပါဟုတ်တယ်လေကွာ3သိန်းတန်ကို8000နဲ့တောင်ပေးတာ8000တန်8000လောက်လုပ်လိုက်ပါ 8000 ဟုတ် 8000 ဟုတ်တယ်လေ တော်လေးမလိုက်တာဟာအမလေး ကို ချူစေလေး ကိုရလား တော်လေးမူလိုက်တာ8000လေးကို အမလေး8000နဲ့မူလိုက်တာ